တောင်ပေါ်မှာလိန်မော်ဒီစန်းဆိုင်ကြည့်တာဘာလို့အတီးမရှိတာလည်းမသိဘူးနော်ရာသီဥတုကအေးလားဆိုတော့လည်းအေးတယ်ပူလားဆိုတော့လည်းတိတ်မပူဘူးဗျာရာသီဥတုအနွေရာသီတော့လောက်ပဲနည်းနည်းပူတာနော်ပူတဲ့တော့မှအခုတော့မနဲ့ခင်းဗျာနှွေးတဲ့ဘိုးကြတယ်အဲဆိုပန်တီးပေါ့ဗျာပန်တီးဆိုလည်းအပင်သာရှိတာနော်အတီးမရှိဘူးတိလားကိုင်ဆက်ထားတဲ့အပင်တွေတို့လောက်ပဲအတီးဖြစ်တယ်လားမသိဘူးနော်လေချမ်းတွေလေစိမ့်တွေလည်းတအားလာတယ်ဆိုတော့လေတောင်ပေါ်မှာဖြစ်တာဆိုလို့ဒီထောက်ပတ်တီးပဲရှိတယ်တိလားထောက်ပတ်တီးဆိုလဲဘာမျိုးပဲလာဘာကိုင်ဆက်ဟုတ်မောဟုတ်အကုန်ဖြစ်တယ်ဗျာကိုင်ဆက်ထားတဲ့အတီးကျတော့အတီးသေးပြီးတော့အတီးလာတယ်စားလို့ကောင်းတယ်ပေါ့ကိုင်မဆက်တဲ့တီးတွေကျတော့အလုံးရှယ်ကြီးတာဗျာအရတာတော့ကွာတာပေါ့ဗျာဒီကိုင်ဆက်ထားတဲ့တီးကစားလို့ဘယ်လိုပြောရမလဲအသားလည်းပိုများတယ်အထဲအစိတ်သေးတယ်အဲ့တော့လည်းပိုကောင်းတယ်ကိုင်မဆက်ထားတဲ့တီးတွေကျတော့အထဲကတော့အစိတ်ပိုကြီးပြီးတော့အလုံးလည်းတော်တော်ကြီးတယ်ဗျကိုင်မဆက်ထားတဲ့တီးတွေလေ